မီးနန်းဖို့ဝါမခုံချနဲ့အခုမြင်နေရတဲ့ကြောက်ရွံ့ထုကအရန်လှပတဲ့ကရင်မလေးနန်းဖော်ဝါရဲ့ရုပ်ထုပဲဖြစ်ပါတယ်ဒီ6ချားစရာကြောက်ရွံ့ထုတွေအားလုံးဟာတစ်ချိန်တစ်ခါတုန်းကအမှန်တကယ်ဖြစ်ပျက်သွားခဲ့တဲ့အရန်ကိုထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ဖြစ်ရမှန်ရဇဝင်တစ်ပုတ်ဖြစ်တယ်လို့ဒီဆောင်ရုပ်ထုရဲ့နောက်ခံသမိုင်းကလည်းတကယ်ကိုကြည်ကွဲစရာပါမင်းကိုတကြီးခေါ်နေတယ်အခုချက်ချင်းလိုက်ခဲ့ဒီဗီဒီယိုမှာတော့ကျွန်တော်ရဲ့ညီအကိုများတောင်းဆိုထားကြတဲ့လွညတောင်တမိုင်းကြောင်းထဲကဂရီမလေးနန်းဖော်ဝါနဲ့ဆောင်းသမားလေးတဲမောင်ချိုးတို့ရဲ့ရင်းနစ်ပွဲအခြေဆက်လန်းဖြစ်ရမှန်နောက်ခံသမိုင်းကြောင်းကိုဘုသူသားဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ခေါ်လာခဲ့စမ်းတောင်းပန်ပါတယ်အမိုးကျွန်တော်တော့ဇာနီပဲဖြစ်ပါတယ်သူကြီးမင်းတို့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက်ကြော်ညာလိုပါကကျမတို့ MT ကြော်ညာလုပ်ငန်းမှာလာရောက်ဆက်သွယ်နိုင်ပါပြီနော်တစ်ချိန်ကအင်ဂျင်200လောက်သာရှိတဲ့လွညရွာလေးမှာအရန်ကိုဆင်းရဲတဲ့မိဘမဲ့ကရင်တိုင်းသားလေးတူရှိခဲ့ပါတယ်အဲ့ဒီတလားဆရာကလေးငယ်လေးဟာအဖွားဖြစ်သူတူအပေါ်သာမိခုနေရပြီးအရန်ကိုဆင်းရဲလွန်းတဲ့အတွက်ရွာထဲမှာမနေထိုင်နိုင်ရှာပဲရွာစုံကလဲကွင်းဘေးမှာတဲထူပြီးနေထိုင်ကြရပါတယ်အဲ့ဒီဆင်းရဲသားလူငယ်လေးကမွေးရပါသူ့ရဲ့ဝဒနာအရာရရတစ်တုံးတွေနဲ့အမြဲစောင်းထွေနေတတ်တဲ့အတွက်အဖွားဖြစ်သူကိုယ်တိုင်ကသူ့ကိုတိတ်မောင်ချိတ်လို့အမည်ပေးခဲ့ပါတယ်တိတ်မောင်ချိတ်လေးကအချိန်ရရင်ရတယ်လို့ဒီဇိုင်းမမစောင်းထွေနေတတ်ပေမယ့်နှစ်အတန်ကြားတဲ့အထိအသားမီတဲ့စောင်းတစ်ခုမျှမထွေနိုင်ခဲ့ပါဘူးတနေ့မှာအကြည့်တီလာစရိတ်တပြည်စုံတဲ့တိတ်မောင်ချိတ်လေးကိုတောင်စုံနာတစ်ပါးကစောင်းတစ်ခုပြီးခဲ့ပါတယ်အဲ့ဒီနေ့မှစပြီးတိတ်မောင်ချိတ်လေးကအဲ့ဒီဆောင်းကိုအမြဲတီးနေတတ်တယ်လို့သူ့ရဲ့ဆောင်းလက်တံတွေကလည်းနေဝင်ချိုလှပါတယ်တောင်ရလေခွေးမှအလုတ်သမားလေသမားများကတိတ်မောင်ချိတ်လေးရဲ့နေဝင်ချိုလှတဲ့ဆောင်းလက်တံနဲ့အတူအမောအပန်းဖြေကြရင်ပင်မနွားနယ်စိတ်ကိုအမြဲဖြေဖြောက်လေးရှိကြပါတယ်